တိုးတူချီတဲ့ SCF ဒီရှေ့ရောက်တဲ့ကျွန်တော်တို့စဖွဲ့တော့ကြီးကောက်အုပ်ထုပ်တစ်လုံးပဲရှိတာဒါတော့မှကျွန်တော်တို့အစစ်မဟုတ်ဘူးကျွန်တော်တို့ဒီ level 1ပေါ့နော် level 1လေးတစ်လုံးပဲကျွန်တော်တို့တစ်ဖွဲ့လုံးမှာတစ်လုံးပဲရှိတာအဲ့အနေထားမျိုးမှာကျွန်တော်တို့လက်နဲ့ကြီးဒီ60ကိုပြစ်လိုက်တဲ့အနေထားမျိုးမှာပေါ့ဒီပြောင်းပွဲပြီးတော့အစလားမှန်အုပ်ထုပ်ကိုသွားမှန်အုပ်ထုပ်ကတော့ဒီနည်းနည်းတော့ဒီကောင်းတဲ့ကိုအစတော့နည်းနည်းဝမ်းသွားတာပေါ့ကျွန်တော်ဆိုရင်ပေါ့နော်ဒီအသက်16လောက်ကြရပေါ့နော်ဒီဒေါ်လာရေးတွေကိုစရောက်လာခဲ့တာပေါ့နော်ကျွန်တော်တို့ဒေါ်လာရေးကာလမှာလည်းအချိန်ကကြာမြင့်လာပြီပေါ့နော်ကျွန်တော်တို့ဆိုရင်အခုအာနာရှင်စနစ်ကိုပေါ့နော်ကျွန်တော်တို့ကဒီဟိုလိုမျိုးပေါ့နော်တွေးအေးနေလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဒီကိုပေါ့နော်လုံခြုံမှုအပြည့်အဝဆိုတာပေါ့နော်ကိုကတက်ရှင်ပြီးမှဒါလေးအာနာရှင်စနစ်ကိုပေါ့နော်ရဲဝန်းနဲ့တိုက်လို့ရတယ်ပေါ့နော်ကြီးကမပါဘဲနဲ့ပေါ့နော်တိုက်တာနဲ့ကြီးကပါပြီးဝေးပြီးတော့တိုက်တာကဟိုချားတယ်ပေါ့နော်ကျွန်တော်တို့ရဲဝန်းနဲ့မတက်ရက်ပြီးတော့ပြစ်လို့လည်းရတယ်လို့ပေါ့နော်ရဲဘော်တိုင်းကိုကျွန်တော်တို့မေးလို့ရတယ်ကြီးကပါပြီးတော့စခန်းဝင်ပြီးတော့တိမလားပေါ့နော်ကြီးကမပါဘဲနဲ့ဟိုတိမလားဆိုလို့ရှိရင်ရဲဘော်တိုင်းကတော့ပြောကြမှာပါပဲကျွန်တော်တို့ကြီးကပါပြီးတော့တိုက်တာပို့ပြီးတော့ဘေကင်းလုံးကြုံမှာကျွန်တော်တို့ကြီးကပေါ့နော်အဓိကတော့ကျွန်တော်တို့ကြီးကလေးဆိုတာကတော့ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီရဲဘော်တွေမှာအတက်ကယ်သေးဖြစ်တယ်ပေါ့အတက်ကယ်သေးဖြစ်တယ်ကျွန်တော်တို့ဒီစကိုင်းပွဲမှာဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ဒီကကျွန်တော်တို့တိုင်တွေခိုင်းတဲ့အချိန်မှာကျွန်တော်တို့ရှေ့ဖွင့်နေတဲ့အချိန်မှာပေါ့နော်ဒီခွေးတွေဘက်ကပေါ့နော်ဒီ79ပေါ့ဒီဘိုဒီနဲ့ကျွန်တော်တို့ထောက်တဲ့အချိန်ပြစ်တဲ့အချိန်မှာကျွန်တော်တို့ရဲဘော်မှာပေါ့နော်ဒီကြီးကလည်းမပါတော့ဘာမှလည်းမပါတော့ကြတော့ရှင်တို့ကိုထိုးပေါက်ပြီးတော့ပေါ့နော်ဒီကြာသွားပါတယ်ဗျာဟုတ်